Hello，大家好。云 Chinese ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့老师က HSK2 ရဲ့ lesson 2ရဲ့ grammar ကိုသင်ကြားပေးသွားပါမယ်။ဆိုတော့တို့စလိုက်ရအောင်နော်။နံပါတ်1လေးက老师တို့ဗာလဲဆိုတော့是不是ဆိုတဲ့ဒီ question ပေါ့နော်ဒီမေးခွန်းမေးတဲ့ပုံစံမျိုး老师တို့က是不是ကိုတုံးပြီးတော့မှဘယ်လိုနေရာမှာမေးခွန်းပုံစံကိုမေးမှလဲဆိုတော့老师တို့ကစပြီးတော့မှရှင်းပြပေးသွားပါမယ်။သူရေးထားတာကတဲ့如果给予提问的人没公没的路嘎的对阿波某个事实给啥的酷酷或者他妈妈会情况而且你的酷酷嘛的有是吧的比较不予肯定的对查的估计看蛮起是吧的都表达哈那时候的是不是股东比如话没的路嘎的ဒီကိစ္စတစ်ခုပေါ်ဒါမှမဟုတ်ရင်အခြေအနေတစ်ခုပေါ်မှာ तू ကတေချာတဲ့ခန့်မှန်းချက်တစ်ခုရှိတယ်ပေါ့နော်ရှိလို့ဟုတ်လားမဟုတ်လားဆိုတော့ तू ဘက်ကတေချာတဲ့ခန့်မှန်းချက်တေချာတဲ့ခန့်မှန်းချက်လေးရှိတယ်တဲ့为了အတွက်进ဝင်ရောက်ဖို့အတွက်一步就是步ဆိုတာခြေလမ်းမှာခြေလမ်းတစ်လမ်းဝင်ရောက်ဖို့အတွက်得到ရရှိရင်正是အထောက်အထားတစ်ခုပေါ့နော်ဆိုတော့ဒီတေချာတဲ့အထောက်တစ်ခုရရှိဖို့အတွက်တဲ့မေးတဲ့အခါမှာ就可以用သုံးပြုလို့ရပါတယ်这种ဒီအမျိုးအစားမျိုး疑问တန်တရားရှိတဲ့句 sentence တွေမှာတဲ့提问မေးလို့ရပါတယ်တခုခုသူဟုတ်တယ်မလားလို့မေးတဲ့တဘောပေါ့နော်ဟုတ်တယ်မလားဆိုကြတဲ့ကကိုယ့်ဘက်ကလည်းအဲ့ဒါကိုတန်တရားဝင်နေတယ်ပေါ့နော်ပြီးတော့ကိုယ့်ဘက်ကလည်းအဲ့ဒါကိုခန့်မှန်းထားတယ်တေချာတဲ့ခန့်မှန်းချက်ရှိတယ်ဆိုတဲ့အခါမှာလားသူတို့ကဟုတ်တယ်မလားဆိုတဲ့ဒီ是不是ကိုသုံးလို့ရပါတယ်တဲ့နောက်ပြီးတော့ဒီ是不是က一般有大门阿片东路亚巴的在嘛位于前面位于前面就定看嘛呢的这个龙里前面西巴马他东路亚巴的也那边可以用东路亚巴的在嘛据守三那些沙江阿萨嘛他为东路亚的或者他妈妈会据为三那些沙江月那边什么的他东路亚巴的例如乌巴马那时候နံပါတ်1လေးက你很少生病你လေးက你很少အရန်ရှားတယ်生病你မကောင်းဖြစ်တာအရန်ရှားတယ်是不是喜欢运动是不是ဟုတ်တယ်မလား喜欢运动အားကစားလုပ်ရတာကိုကြိုက်တယ်မလားလို့ပြောတာပါနံပါတ်2လေးက是不是明天爸爸休息是不是ဟုတ်တယ်မလား明天မနက်ဖြန်爸爸ဖေဖေက休息အနားယူမှာမလားလို့ပြောတာပါနံပါတ်3လေးက我们ငါတို့星期一တနင်္လာနေ့မှာ去北京北京ကိုသွားမယ်是不是ဟုတ်တယ်မလားနောက်တစ်ခုလာဆိုတော့ grammar နံပါတ်2လေးကလာဆိုတော့美ပေါ့နော်တိုင်းဆိုတဲ့အဓိပ္ပာယ်ပါဒီ美的后边是两次美ရဲ့后边အနောက်ဘက်ကတဲ့两次မရှောဝတ်လိုက်ပါမယ်လာရှိပြောတဲ့ကလို့အဲ့လိုလုံးခုရောက်ဆိုတဲ့မရှောဝတ်လိုက်ပါမယ်指ညွှန်ပြပါတယ်全体အလုံးစုံသော中的ဒီတစ်ခုလုံးပေါ့နော်တစ်ခုလုံးရဲ့任何ရှိရှိသမျှသော一个တစ်ခု或ဒါမှမဟုတ်ရင်一株အဖွဲ့အစည်းတစ်ခုဖော်ပြပါတယ်ပြောချင်တာတော့တိုင်းပေါ့နော်လူတိုင်းလို့အရောက်တိုင်းလို့အဲ့လိုမျိုးရှိရှိသမျှသောဟာပြောချင်တဲ့အခါမှာလားဆိုတော့ဒီမေကိုသုံးပါတယ်比如ဥပမာ每天နေ့တိုင်း每年နှစ်တိုင်း每个月လတိုင်း每个星期အပတ်တိုင်းနဲ့နံပါတ်1လေးက山姆每年都去中国旅游山姆ကတဲ့每年နှစ်တိုင်း都လိုလို去သွားတယ်中国တရုတ်နိုင်ငံကို旅游ပျော်ပွဲစားသွားတယ်နံပါတ်2လေးကကျတော့你每个星期六都工作吗你လေးက你每个星期六每个တိုင်း星期六ကစနေနေ့တိုင်းတော့လိုလိုမှာ工作မှာအလုပ်လုပ်လားတဲ့နံပါတ်3လေးက我每天6点起床我ငါ每天နေ့တိုင်း6點6နာရီမှာ起床အိပ်ရထားတယ်နံပါတ်3 grammar လေးက疑问代词多ဆိုတော့多ဆိုတဲ့စကားလုံးလေးလာဆိုကြည့်မယ်ပေါ့နော်疑问代词多
အဲ့ဒီ多ဆိုလေလာရှို့စကလုံးကတဲ့လာရှို့အရှိမလာရှို့ကလေပိုရတွေများတွေကြော်တွေလာရှို့ဒီတင်ခဲ့တာပေါ့နော်ဒီမှာလာရှို့က多ကိုလာရှို့ကအမေးစကလုံးသုံးလို့ရတယ်ပေါ့နော်ပြောချင်တာကတော့တဲ့用都嘛嘞在嘛形容词 adjective 前面အရှိပမာထားသုံးပါတယ်对အပေါ်程度လုပ်ငန်းစဉ်ကနေပြီးတော့ကျင့်时လှုပ်ဆောင်တဲ့အခါမှာ提问မေးခဲ့တဲ့အခါမှာပေါ့နော်ဒီလိုမျိုး多ကိုသုံးပြီးတော့မှမေးခဲ့တဲ့အခါမှာ回答时ပြန်ဖြေတဲ့အခါမှာ要说出ပြောထွက်ရပါမယ်数量အရေးတော့ကိုပြောထွက်ရမယ်ဒါဆိုဒီတော့ကို adjective ရဲ့ရှေ့မှာခံပြီးတော့မှကိုမေးလို့ရှိရင်ကိုကအရေးတော့ကိုကကနန်းကိုကိုကပြောထွက်ရမယ်ပေါ့နော်例如ဥပမာလေးက你多大你အသက်ဘလောက်ကြီးပြီလဲ大卫多高大卫ကအရက်ဘလောက်မြင့်လဲ他多高သူအရက်ဘလောက်မြင့်လဲနံပါတ်1လေးက你多大ဆိုတော့နံပါတ်2လေးကပြန်ဖြေတယ်我16岁ငါ16နှစ်ပါတဲ့နံပါတ်2လေးက王医生的儿子多高王医生的王ဆရာဝန်ရဲ့儿子ကလေးက多高အရက်ဘလောက်မြင့်လဲ他儿子1.7他儿子သူရဲ့儿子大လေးကတဲ့1.7 1.7 မီတာပါတဲ့နံပါတ်3လေးက他多高သူအရက်ဘလောက်မြင့်လဲ1.8几တမီတာအရှိလို့ 1.8 ပေါ့နော် 1.8 မီတာနီးပါးရှိပါတယ်ကဲလာရှုတာဆိုရင်လာရှုတာမေးခွန်းလေးဖြည့်ကြည့်ကြမယ်နော်လာရှုနံပါတ်3လေးက用课本新学的语言点和词语描述图片နဲ့အရှိလို့အရှိမတင်ခဲ့တဲ့အတိတ်တင်ခဲ့လာရှိလို့ဒီဘာသာစကားနဲ့ဒီစကားလုံးလေးတွေကိုတုံးပြီးတော့မှပုံလေးကိုလာရှိလို့ပုံတွေကိုကြည့်ပြီးတော့မှကွက်လက်ပေါက်လေးကိုဖြည့်မယ်ပေါ့နော်ဖြည့်မယ်小丽ကတဲ့ဘလက်天都很忙也很累小丽ကတဲ့ဘလက်天ဆိုကြရဘာဖြစ်မလဲ每ဖြစ်မယ်နော်每天都很忙အရင်အလုံးများတယ်也很累အရင်လည်းပင်ပန်းနေနောက်တစ်ခုလေးက他每天早上出去他သူက每天နေ့တိုင်း早上မနက်出去အပြင်ကိုထွက်ပြီးတော့ဘလက်နဲ့ဆိုတော့အပြည့်အားကစားလုပ်မယ်နော်လာဆိုတော့跑步身体很好ကျမကြီးအရန်ကောင်းနေနောက်တစ်ခုလေးကလာဆိုတော့王医生的儿子多王医生的ဝန်ဆရာဝန်ရဲ့儿子တာကတဲ့多ဘလောက်ဆိုတော့ပုံလေးတွေ့တော့သူအရက်တိုင်းနေရဆိုတော့高ဖြစ်မယ်နော်ဆိုတော့儿子多高အရက်ဘလောက်မြင့်လဲနောက်တစ်ခုလေးကဆိုတော့我听说ငါပြောတတ်ကြတယ်安妮က blank 了ဆိုတော့ပုံလေးအတိုင်းဆိုလို့ရှိရင်安妮生病了我想去看看她ငါတို့ကိုသွားကြည့်ချင်တယ်ကဲလာဆိုတော့နောက်တစ်ခုလေးရလာဆိုတော့三音节词语的重音နဲ့ဆိုတော့ဒီအရှိရခံမှာဆိုလာဆိုတော့ဗာတင်ခဲ့ရလဲဆိုရင်ဆိုတော့ဟာ雙音节ကိုတင်ခဲ့တာပေါ့နော်ဒီဆိုနှလုံးပေါ့နော်ဒီဘောကဆိုတော့三音节ဆိုတော့သုံးလုံးပေါ့နော်ဒီသုံးလုံးစကားလုံးရှိတဲ့အတန်လုံးလားဆိုတော့ဒီသုံးလုံးကိုဘယ်လိုမျိုးအတန်ကိုဖြီပြောမလားဖော့ပြောမလားဆိုတော့ကျုံဆိုတော့ဒီ medium stress နဲ့ပဲပြောမလားပေါ့နော်ဆိုတော့နံပါတ်1ချက်ကတော့ဆိုတော့က中轻重格式的ကျုံဆိုတော့ကအလဲအလက်ချင်းကဖော့မယ်ကျုံကလာဆိုတော့လေးမယ်ပေါ့နော်ဆိုတော့အရှိဂျားလေးဟောလာရှိမရှင်းတော့ပေါ့နော်အရှိပိုင်းမှာလာရှိရှင်းခဲ့ပြီဆိုတော့နံပါတ်1ပုံစံတိုင်းမယ်ရှင်းသွားတဲ့လုံးကိုကျုံဆိုတော့အလဲအလက်ဆိုတော့ပြောမယ်ချင်းဆိုတော့သူတွေကတဲ့လုံးကိုဖော့ပြောမယ်တဲ့လုံးကကျုံဆိုတော့လာဆိုတော့ဖိပြောမယ်ပေါ့နော်ဆိုတော့ဆိုတော့မီနင်းလေးကြည့်မယ်နော်收音机အချို့收音机ဆိုတာဆိုတော့ဗာလဲဆိုတော့ radio ပြောတာပါ radio နောက်တစ်ခုလေးက新加坡这样说咯新加坡နိုင်ငံနောက်တစ်ခုလေးက好莱坞လေးရဆို Hollywood ကိုပြောတာပါ Hollywood နောက်တစ်ခုလေးက電視劇လေးက TV ဇာတ်လမ်းတွင်三音节词语的重音：一、中轻重格式。收音机，新加坡，好莱坞，
电视剧。 ဟုတ်ပြီဒါဆိုတော့ရှင်တို့နှစ်ဖက်နှစ်ချက်လေးကကျတော့ဗာလဲဆိုတော့中重轻格式တဲ့中重轻ရှင်တို့ဒီမှာဆိုလို့ရှိရင်ရှင်တို့ကပထမတစ်လုံးကလားရှင်တို့ကအတန်ကိုအလဲလက်ပြောမယ်ဒုတိယတစ်လုံးကကျတော့အတန်ကိုဖိပြောမယ်အဲ့တစ်လုံးကလားရှင်တို့ကအတန်ကိုလားရှင်တို့ကဖော့ပြောမယ်ပေါ့နော်လားရှင်တို့ရှင်ကြည့်မယ်နော်胡萝卜胡萝卜ရှင်တို့မုံလာဦးဒီကိုပြောတာပါနောက်တစ်ခုလေးက没关系没关系ကိစ္စမရှိပါဘူးနောက်တစ်ခုလေးကကျတော့老狐狸老狐狸လားဆိုတာ米亏အိုကိုပြောတာပါ米亏အို毛孩子ကျွန်တော်မောင်ဆိုတာကတော့အမွှေးကိုပြောတာပေါ့နော်ဟိုင်းစကကလေးဆိုတော့ကလေးကအမွှေးနဲ့ဆိုတော့ကျွန်တော်အဲ့ဒါကတော့အမွှေးဘွားခွေးလေးတွေကိုပြောချင်တာပေါ့နော်ဒီကချစ်စံလို့နဲ့ခေါ်တာမောင်ဟိုင်းစဆိုတာကအမွှေးလေးတွေနဲ့ကလေးလေးတွေဆိုတာတော့အမွှေးဘွားအမွှေးထူထူခွေးလေးတွေကကျွန်တော်ကမောင်ဟိုင်းစလို့ခေါ်တာပါ中重轻格式胡萝卜没关系。老狐狸毛孩子。 နံပါတ်3ချက်ကကျတော့ကျွန်တော်က重轻轻格式တဲ့ပထမတစ်ခုကတော့ကျွန်တော်ကဖိပြောမယ်နောက်တစ်ခုကတော့ကျွန်တော်ကဖော့ပြောမယ်ပေါ့နော်ကျွန်တော်အဲ့ဒီပုံစံလေးပါမင်းနေကြည့်မယ်နော်什么的什么的ဆိုရင်ကျွန်တော်ကအစားရှိတဲ့ဖြစ်လို့ပြောတာပါ什么的အစားရှိတဲ့ဖြစ်နောက်တစ်ခုလေးကကျတော့怪不得အံ့ဩစရာမရှိပါဘူးလို့ပြောတာပါ怪不得အံ့ဩစရာမရှိပါဘူးနောက်တစ်ခုလေးကကျတော့姑娘家姑娘家လေးရတာကျွန်တော်ကလက်မထက်ရတဲ့အမျိုးသမီးကိုခေါ်ချင်တာပါ姑娘家နောက်တစ်ခုလေးက好着呢အဆင်ပြေနေတယ်လို့ပြောတာပါဥပမာဖြင့်你最近怎么样နေခုတော့ဘလို့လဲဆိုလို့ရှိရင်好着呢ငါအဆင်ပြေနေပါတယ်ပေါ့နော်အဲ့ဒီခါမှာလားကျွန်တော်က好着呢နဲ့ပြောပါတယ်3重轻轻格式什么的，怪不得，姑娘家，好着呢。 ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါရှိတဲ့နေ့တလိုက်တဲ့ဒီ HSK2 ရဲ့ lesson 2 grammar တွေအားလုံးရမယ်လို့ညွှန်လေးပါတယ်အဲ့ဆိုဒါဆိုတော့နောက်ထပ် lesson 3 video မှာတွေ့ကြမယ်ဒါဆို好那我们下个视频见再见拜拜